ဒီကိုတရားလုံးမဲမင်္ဂလာပါနော်ကျွန်တော်တို့ဟိုပါမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ပွဲကနဲတယ် Premier League လက်ကျန်နော်ကျွန်တော်တို့စပါးနဲ့ပဲလီပွဲကိုကျွန်တော် body မထိုင်ရဲဘူးလို့ပြောတယ်ဆိုတာအဲ့ဒါပဲနော်ဟိုကျွန်တော်တို့တစ်ခါလေးကျရင်ကျွန်တော်တို့အမှတ်မထင်ကြဒါစပါးလုံးဝခြေစွမ်းကြဆင်းနေဆိုပေမဲ့အမှတ်မထင်ကျွန်တော်တို့ဒါပဲလီကိုဝိုင်းအောင်ပြီးတော့ထိုင်လိုက်လို့ရှိရင်လည်းစပါးကထားနိုင်တာမျိုးလေကျွန်တော်တို့ဒါဖြစ်နိုင်တယ်နော်အဲ့တော့ကျွန်တော်မနေ့ကပွဲကို body ရှောင်ပြီးတော့ကျွန်တော်ကိုပေါင်းချစ်ပေးခဲ့တယ်နော်စပါးကဂုံးမရတော့ထင်လို့ပြီးတော့ပဲလီလောင်းနဲ့စပါးနဲ့ဆိုတော့ကတ်နိုင်သွားဖို့များတယ်ဆိုပြီးကျွန်တော်ဒါကိုအောက်တော့ရွေးချယ်ပေးခဲ့တယ်ဒီမှာတော့တပွဲပဲရခဲ့တယ်ဗျာနော် YouTube မှာတော့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးရတယ်တပွဲပဲရတယ်ဒီနေ့မှာလည်းကျွန်တော်တို့ပွဲတွေကတော့အများကြီးတော့မရှိဘူးဗျာနော်ပွဲအများကြီးတော့မရှိဘူးဆိုပေမဲ့ကျွန်တော်တို့ကပ်တွေရှိမယ် FA ကပ်တွေပါလည်းရှိမယ်ဘွန်တက်လီဂါရှိမယ်လာလီဂါရှိမယ်ဗျာနော်အဲ့ဒီထဲမှာကျွန်တော်တို့စီးရီးရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးတယ်နာပိုလီနဲ့တိုရီနိုရဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ပွဲကောင်းနေနဲ့လာတင်ဆက်ပေးတာဗျာနော်လက်ရှိနာပိုလီရဲ့ကျွန်တော်တို့စီးရီးရဲ့မက်ပေးစီယာမှာဆိုရင်ဒါအဆင့်3မှာရှိပြီးတော့တိုရီနိုကတော့အဆင့်14မှာရှိတယ်ဗျာနော်လက်ရှိပေးထားတဲ့ဈေးနှုန်းရဆိုလို့ရှိရင်အဆင့်3ကအသင်းကနေပြီးတော့ကျွန်တော်တို့ဒါအဆင့်14ရဲ့အသင်းကိုတစ်လုံးကိုကျွန်တော်တို့ဒါ25ဘက်ပရှင်ခွင့်ရမယ်ဆိုတဲ့ဈေးနှုန်းမျိုးနဲ့ဒီမနက်ကိုစတင်ထားတယ်ကိုပုံကတော့နှလုံးကို45ဘက်ရှုံးနဲ့စတင်ထားတယ်ဗျာနော်ပေးတဲ့ဈေးနှုန်းရဆိုလို့ရှိရင်တော့အဆင့်3ကအသင်းကအဆင့်14အသင်းကိုကျွန်တော်တို့အနည်းဆုံးတော့ဒါတရေရှုံးလောက်ထိတော့ပေးတင်တယ်လို့တရေရှုံးလောက်တော့ပေါက်တင်တယ်လို့ပြောလို့ရတယ်လို့တစ်လုံး25ပြားစားဆိုတော့လေဒီဘက်ကနာပိုလီအနေနဲ့ကတ်နိုင်တော့ဖို့များတယ်ဈေးနှုန်းမျိုးလည်းဖြစ်တယ်နော်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ရကြည့်မယ်ဆိုလို့ရှိရင်လည်းတိုရီနိုကနိုင်တယ်တိုရီနိုကနိုင်လိုက်နာပိုလီကနိုင်လိုက်တယ်နာပိုလီကsorry တိုရီနိုကနော်အသင်းကြီးနဲ့တွေ့လို့ရှိရင်လည်းဒုက္ခပေးရတဲ့မှာပါတယ်ဗျာနော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်လာဇီယိုကိုအိမ်ကွင်းမှာ2-0နဲ့နိုင်တယ်အင်တာကိုတော့အဝေးကွင်းမှာ2-1နဲ့ရှုံးတယ်ဗျာနော်အသင်းကြီးနဲ့တွေ့လို့ရှိရင်အနည်းနဲ့များတော့ဒုက္ခပေးရတယ်ဗျာနော်တိုရီနိုကနာပိုလီနေနဲ့ရတယ်ကျွန်တော်တို့ဒီနေ့ရတယ်ကျွန်တော်အိမ်ကွင်းနောက်ဆုံးကားပွဲမှာဆိုလို့ရှိရင်ဒါနှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲတည်နေတစ်ပွဲရှုံးထားတယ်အိမ်ကွင်းကောင်းတယ်ဆိုပေမဲ့လည်းအတင်းကြီးတင်းနေလေအဆုံးကားပွဲမှာနှစ်ပွဲနိုင်နှစ်ပွဲတည်တစ်ပွဲရှုံးဆိုတော့အိမ်ကွင်းအရင် perfect ဖြစ်မနေဘူးเนาะအရင်တေးဖောင်အိမ်ကွင်းမှာကောင်းနေဘူးအကွင်းလည်းမှာဆိုရင်ကျွန်တော်ဒါအဓိကအားထားတယ်ဒီ Brian ကလည်းနားနေတယ်တိုမီနေကလည်းနားနေတယ်ဆိုတော့ကစားသမားကောင်းတွေကနည်းနည်းလေးနားနေတဲ့အပိုင်းမှာလည်းဖြစ်တယ်ဗျာเนาะအဲ့တော့နာပိုလီအနေနဲ့ကျွန်တော်တို့ဒီနေ့ပွဲမှာလည်းတိုဗီနိုကိုကတ်နိုင်သွားမလားဒါမှမဟုတ်ကျွန်တော်တရေတစ်ပေါက်ပဲသွားမလားတကယ်လို့ကျွန်တော်တို့တရေတစ်ပေါက်သွားမယ်ဆိုလို့ရှိရင်เนาะအဓိက1-1တစ်ပေါက်ကိုကျွန်တော်ကြောက်တယ်ဗျာเนาะ1-1တစ်ပေါက်သာသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုပေါင်းအောက်ပြီးနှလုံး45ပြားရှုံးနေဖြစ်တယ်သူတို့နှစ်သင်းလုံးရဲ့ဒါဟတ်တူဟတ်ရကြည့်မယ်ဆိုရင်လည်းနာပိုလီအင်ကွင်းမှာကျွန်တော်တို့เนาะနောက်ဆုံးနှစ်ပွဲလောက်ထိကျွန်တော်1-1-2-0ဆိုပြီးတော့ဒါကိုပေါင်းအောက်ထားတာတွေ့ရတယ်ဗျာเนาะကိုပေါင်းအောက်တော့ကျွန်တော်ဒီနေ့ပွဲကိုကြိုက်တယ်ဒါပေမဲ့လည်းကျွန်တော်စိတ်ထင်တော့တိုဗီနိုကဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်အဝေးကွင်းဆန်းဆောင်ကြီးကျွန်တော်ပြပြမယ်နော်တပွဲနိုင်ထားတယ်နောက်ဆုံးကားပွဲမှာအဝေးကွင်းမှာတပွဲနိုင်ထားတယ်တပွဲတည်ကြတယ်၃ပွဲရှုံးထားတယ်နော်တိုဗီနိုကအဝေးကွင်းမှာဆိုလို့ရှိရင်ဆန်းဆောင်ကြီးလေးကသူ့တင်းနေထားမယ်ဆိုတော့ကောင်းတယ်မဆိုးဘူးလို့ပြောလို့ရတယ်ဗျနော်အဲ့တော့ခုနကပြောသလို1-1သွားမယ်ဆိုရင်ကျွန်တော်ကိုအောင်အောင်ဖို့များတယ်1-1မသွားဘဲနဲ့အနိုင်ရှုံးပုံပဲဗျာနာပိုလီကိုတစ်လုံးတော့ပေးကျွေးပြီးတော့တစ်လုံးတော့နဲ့ကတ်နိုင်ခိုင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဘာပေါ့2-1-1-2ဒါမှမဟုတ်လေ1-0လောက်နဲ့ကျွန်တော်တို့ကတ်နိုင်တော့ဖို့များတယ်ဗျာနော်အဲ့တော့ဒီနေ့ပွဲမှာတော့ကျွန်တော်ကတော့နာပိုလီဘော်ဒီကိုကျွန်တော်ပိုကြိုက်တယ်ဘာလို့လဲဆိုရင်ကျွန်တော်ဒီပေးထားတဲ့စီးနန်းဆိုလို့ရှိရင်ပိုကီတွေကကျွန်တော်တို့ဒါတစ်လုံးလောက်နဲ့ကတ်နိုင်ပြီးကျွန်တော်တို့ဒါ25ဘက်လောက်ပဲပျော်ရွှင်ခွင့်ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်ဗျာနော်အဲ့တော့ကိုပေါင်းကစားခြင်းနဲ့ညီကိုကြီးကြတော့လေကျွန်တော်ကတော့ဒီနေ့ပွဲမှာတိုဝီနိုကလည်း900နိုင်တယ်နာပိုလီကလည်း900နိုင်တော့ကြောင့်ကျွန်တော်ကိုပေါင်းအပေါ်တော့အချန်ပြုတယ်အဓိကပေးချင်တာကတော့ကျွန်တော်နာပိုလီဘော်ဒီကိုကျွန်တော်ပိုကြိုက်တယ်နော်အားလုံးပဲကလပ်ပါပဲနော်ကျွန်တော် channel ပွဲတွေကိုတော့ channel ထဲမှာပဲတင်ပေးတယ်မောင်းလေးတပွဲကောင်းလေးဖြစ်တင်ပေးတယ်ဗျာနော်ဝါသနာပါတဲ့ဒီကိုတွေကလာ join မအောင်လို့ဖိတ်ခေါ်လိုက်ဗျာနော်အားလုံးအဆင်ပြေပါစေ